Hey, ဒီနေ့ရောစာအုပ်ဖတ်ပြီးသွားပြီလားဒီနေ့တော့ဆရာအောင်သိန်းရေးထားထားတဲ့ကိုကျင့်တဲ့ပညာဆိုတဲ့ဒီစာအုပ်လေးကနေပြီးတော့အနှစ်ချုပ်သင်ခန်းစာလေးတွေကိုကျွန်မမိနစ်ပိုင်းတွင်မှာစာမဖတ်ရသေးတဲ့သူတွေအတွက်ဒီနေ့ဖတ်ပြသွားပါမယ်ဆရာကကိုကျင့်တရားနဲ့ပတ်သက်ပြီးတော့အများကြီးကိုမှရေးပူပါတယ်ပေါ့နော်ကိုကျင့်တရားကကြတော့ကျွန်မတို့ဒီခလေးဘွားတဲ့ကနေစပြီးတော့လူငယ်လူကြီးဖြစ်တဲ့အထိကိုကျင့်တရားကဘဝတစ်ခြားလုံးစောင့်ထိန်သွားမယ့်အရာဆိုတော့အရေးရမ်းကြီးရလဲပါပါတယ်ဒီမှာစိုးစကားလေးရှိပါတယ်ကြပြလေးပေါ့နော်အဲ့ကြပြလေးကငါအာယုံအင်အစုခင်မှုနဲ့နေကုန်နေယခုမေပုံတွေ့မကြုံစခန်းဆိုတာဖြစ်ပါတယ်အဲ့ဒီကြပြလေးကဘာကိုပြောတာလဲဆိုတော့ကျမတို့ငါအာယုံအင်စုဆိုတာကမနေ့မိုးလင်းတဲ့ကအာယုံ၅ပါးနဲ့နိုးလာကြတာပေါ့နော်ဒီမှာဆိုရင်ကောင်းတဲ့အတန်လေးကြားချင်တာဒါကြောင့်မို့လို့မနေ့ဆိုလို့တေးတန်တာနဲ့ကျမတို့သချင်းလေးဖွင့်ကြတယ်နောက်တစ်ခုကကြတော့ကျမတို့နိုးတဲ့ခါမှာတာယာတဲ့တီလုံးလေးနဲ့နိုးရတော့ပိုကြိုက်ကြတယ်ကျမတို့ဒီအလန်းပေးလို့အရန်ကိုမှစုညံ့နေတဲ့အလန်းနေဆိုမကြိုက်ကြဘူးပေါ့နော်ဘူးဆိုခါစိတ်ခံစားချက်လည်းမကောင်းတော့ဘူးလို့ကိုယူဆကြတာကိုနောက်တစ်ခုကြတော့ကျမတို့ကဒီသွားတိုက်တန်တက်တဲ့အခါမှာလေတဲ့သွားတိုက်တန်လေးကလှအောင်မှသွားတိုက်ဆေးဘူးလေးကလည်းကိုကြိုက်တဲ့အယောင်ဖြစ်အောင်မှဆိုပြီးတော့အဲ့လိုမျိုးလေးကျမတို့ကဒီမနက်မိုးလေးနဲ့ကဒီအာယုံ၅ပါးနဲ့ထလာတာပေါ့နော်ကျမတို့အနက်ဆိုတဲ့သွားတိုက်စီကဒီပူချင်းချင်းရတာလေးရအောင်မှဒါဆိုလည်းအရတာပြီးတော့ကျမတို့စားတဲ့အခါမှာဆိုရင်မနက်စားတဲ့အခါမှာလည်းထမင်းကြော်နဲ့ကြက်ဥထမင်းကြော်ကြက်ဥမှာကြက်ဥအယောင်လေးကလည်းလှအောင်မှလက်စီရပါအရတာခံချင်တာပေါ့နော်ပြီးနှာခေါင်းပေါ့နော်နှာခေါင်းကနေပြီးတော့ဒါထမင်းကြော်အနက်လေးမှုေးနေမှာကျမတို့စားချင်တာပေါ့ကျမတို့ကဒီຢာတွေမှတ်နေသမျှတော့တဲ့အဲ့အာယုံ၅ပါးလုံးကိုမချုပ်နိုင်သမျှကာလပတ်လုံးမှာဆိုလို့ရှိရင်နော်ကိုကျင်တရားပြတ်ဖို့ကိုနီးလေပါပဲတဲ့ကျမတို့ခံစားရတဲ့လူတယောက်မှရှိတဲ့ဒီအာယုံ၅ပါးကိုထိန်းနိုင်လေကျမတို့ကကိုကျင်တရားကိုထိန်းနိုင်လေပါပဲတဲ့အဲ့လိုထိန်းနိုင်တာကတတ္တိရဲ့တတ္တိကငငယ်ကလေးကတွဲပါလာတာနှစ်ခုပါလာတာခုနပြောတာကကျမတို့ကာယတတ္တိမဟုတ်ဘူးစိတ်တတ္တိပေါ့နော်စိတ်တကျမတို့စိတ်ဇာရိတကောင်းတာကိုပြောချင်တာပေါ့ကိုဒီအာယုံ၅ပါးနောက်ကိုမပါအောင်ထိန်းနိုင်တဲ့ຢာကတတ္တိလို့ခေါ်တယ်ခန္ဓာကိုယ်တန်ဆွမ်းတဲ့တတ္တိမဟုတ်ဘဲနဲ့စိတ်တက်ကိုကြန့်ခိုင်အောင်လုပ်တဲ့စိတ်တတ္တိဖြစ်ပါတယ်ဒီရောဒီကုကျင်တရားကောင်းဖို့ဒီအာယုံ၅ပါးကိုထိန်းချုပ်ဖို့လိုတယ်တဲ့ဒီအာယုံ၅ပါးမှာဆိုတခါတည်းပါတာကယောသားမှုပေါ့နော်ယောသားမှုနဲ့ပတ်သက်ပြီးတော့ဒီကျမစဉ်းစားတာလေးရှိတယ်ပေါ့နော်ရိုးတဲ့သူတွေကအလိန်ခံရတယ်ဆိုတာကကျမနေတော့ဒါမဆက်ဆက်ဘူးလို့ထင်တယ်ဘာလို့ဆိုကိုကရိုးသားတာဟုတ်တယ်ဒါပေမဲ့ကျမတို့ကဉာဏ်ပညာရှိဖို့ပဲလိုရိုးသားတယ်ဆိုတာကအမှန်ကိုအမှန်တိုင်းပြောရဲတာကိုလုံးရင်လုံးတယ်ဆိုတော့ပြောရဲတာဒီကိုမြင်တဲ့တိုင်းပြောရဲတာပေါ့နော်ဒီလိုရိုးသားပွင့်လင်းတာပေါ့ဥပမာကျမတို့ကဒါကိုကတကယ်ရိုးသားတယ်သူမှန်ကန်တဲ့သူဒါပေမဲ့ကိုလူလိန်ကလာပြီးတော့လိန်ကျင်တယ်ပေါ့နော်ဥပမာကျမတို့ online ကနေပြီးတော့ဒီငွေပေးချေတဲ့နေရာကနေလိန်ကျင်တယ်ပေါ့အမတွေဒီဟာလေးကို scan လေးဖတ်ပြီးလွှဲပေးပါဆိုကျမတို့ရိုးသားတော့ okay လွှဲပေးမယ်ဆိုရင်ဒါကအဲ့လိုလွှဲလိုက်ရတယ်ဒါပေမဲ့ကျမတို့အသိဉာဏ်နဲ့ရှင်ပြီးရိုးသားတာကြတော့ဟုတ်ပြီဒီဟာကိုလွှဲဖို့အတွက်အချက်လက်ပြည့်စုံမှာဟာလွှဲမယ်အဲ့ခါကျရင်ကိုကအချက်လက်ပြည့်စုံသက်စံတောင်းဒီကဆိုလို့ရှိရင်ကိုဘက်ကအလိန်ဆိုရင်လည်းစပ်ပြီးမလိန်ရဲတော့သလိုကိုကလည်းသူ့ရဲ့လင်ကွက်ထဲမှာမမျောပါသွားတော့ပေါ့နော်ဆိုတော့ရိုးသားတာနဲ့အသိဉာဏ်အားနဲ့ရတယ်မတူဘူးသိဉာဏ်ရှိနဲ့ကျမတို့ရိုးသားထောက်မှတ်လို့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးတော့တစ်ခါလေးပြောချင်လို့ပါပြီးတော့ကျမတို့ရိုးသားတာကိုလူတွေကဒီလူကောင်းနေပဲကြိုက်ကြတယ်လို့ထင်တယ်ပေါ့နော်လူဆိုးတွေဆိုတာကကျတော့အကျင့်မကောင်းတဲ့သူတွေပေါ့ကိုကျင်တရားပြတ်တဲ့သူတွေပေါ့ဥပမာခိုးတယ်ဖွက်တယ်လိမ့်နေညာတယ်ပေါ့နော်ဒီလိုလူတွေကလည်းရိုးသားတာမကြိုက်ဘူးလို့ထင်ကြတကယ်တော့မဟုတ်ဘူးလို့ဆရာကတော့ဒီမှာရေးထားတယ်ပေါ့နော်ဒီမှာဆိုခပိုက်နှိုက်ချင်းတူရင်တော့မှရိုးမဆိုတာကဒါဆရာပေးရဲ့ဥပမာဆိုလို့ရှိရင်ကျမတို့ဒီဘတ်စကားပေါ်မှာခပိုက်နှိုက်ဒီပေါ်လာတယ်ပေါ်တဲ့ခါမှာအဲ့မှာခပိုက်နှိုက်လူနှစ်ယောက်ရှိတယ်ပေါ့လူနှစ်ယောက်ရှိတဲ့ခါမှာတယောက်ကနှိုက်ပြီးတယောက်ကသူကာပေးတယ်ပေါ့ပြီးသွားတဲ့ခါမှာပတ်စံခွဲတဲ့ခါမှာနှိုက်လိုက်ကောင်ကဒီထဲမှာ1000ပါတာသိတယ်ဒါပေမဲ့သူက9000ရှို့ပြီးတော့ဒီထဲမှာ9000ပဲပါတယ်ယူလိုက်ဆိုရင်အဲ့ဆိုရင်ဟိုဘက်ကနေပြီးမင်း9000ဖွက်ထားရမလားဆိုဒါမင်းမရိုးသားလိုက်တာဆိုပြီးသူနဲ့အလုပ်တူနောက်တစ်ခါတူခပိုက်နှိုက်တဲ့ခါမှာသူခေါ်မှာမဟုတ်တော့ဘူးဘာကြောင့်လဲဆိုတော့သူလည်းရိုးသားတာကြိုက်တာလူတိုင်းရိုးသားတာကြိုက်တယ်ဒါပေမဲ့ကျမတို့ကကိုကျင်တရားစောင့်ထိန်ပြီးရိုးသားတာနဲ့သိဉာဏ်မဲ့ပြီးတော့ကျမတို့ကိုကျင်တရားမစောင့်ထိန်နေတာပဲကွာသွားတာပေါ့နော်အတက်နိုင်ဆုံးပြောချင်တာတော့လူတိုင်းကကျမတို့အာယုံ၅ပါးလို့ခေါ်တဲ့နားနဲ့ကြားရတာမျက်လုံးနဲ့မြင်တာအရသာခံတာနှာခေါင်းနဲ့အနံ့ရတာပေါ့နော်စသဖြင့်ဒီလိုဟာမျိုးတွေကိုကျမတို့ကထိန်းချုပ်နိုင်ရမယ်အဲ့လိုထိန်းချုပ်မှကျမတို့တွေကကိုယ်စိတ်ကိုထိန်းချုပ်နိုင်မှာဖြစ်တယ်ပေါ့နော်အဲ့လိုနိုင်မှမယ်ကျမတို့တွေကကိုယ်လည်းလေးစားမယ် respect ရှိမယ်ဥပမာကိုယ့်ရဲ့တငယ်ချင်းကကိုတခုတရားရောက်လမ်းမှာကြာသွားတာမြင်နေသူ့ပြောလိုက်လို့ရရတာနဲ့ဟဲ့ငါတို့အဲ့ဒါကိုဖွက်ထားလိုက်မယ်ဒါဆိုတာခိုးတာနဲ့အတူတူပဲဘက်ကပြန်ရှာတဲ့ခါမှာမကြမိပါဘူးကျွန်တော်မတွေးလိုက်မိပါဘူးလို့ပြောတာဒါကလည်းအတူတူပဲလीเนาะဆိုတော့အဲ့လိုမျိုးလုပ်တဲ့ခါမှာကိုကမဟုတ်ဘူးငါတို့ဒီဘက်လူတိုင်းကတော့ပတ်စံအလကားလူကျင်ကြတာပဲဟုတ်လားအလကားဆိုတာကကျမတို့ဉာဏ်ရှိမှမြင်တော့လူကျင်ကြတာဒါပေမဲ့အဲ့ဒီဟာကိုကဖြောက်မှတ်မှန်ကန်စွာနဲ့နေရသူဆိုရင်ဒါမလုပ်သင့်ဘူးဆိုတော့သိတယ်ဒါကြောင့်မလို့ကိုကျင်တရားကိုဆောင်ထိန်ဖို့အရန်ရည်ကြည့်ပါတယ်ဒုတိယမြောက်သင်ခန်းစာကတော့ဆရာကြီးကလူငယ်တွေမှာအားကစားစိတ်ရှိတဲ့နယ်ဆိုပြီးပြောတာဖြစ်ပါတယ်ဘယ်လိုမျိုးလဲဆိုတော့ကျမတို့ကအားကစားစိတ်လို့ပြောမယ်ဆိုဒါစီးလုံးနဲ့စိတ်ပေါ့နော်စီးလုံးနဲ့စိတ်ငယ်တော့ဆိုရင်ကျမတို့ဒီထုတ်စီးထိုးတာကစားတယ်ပေါ့ထုတ်စီးထိုးကစားတယ်ဆိုလို့ရှိရင်ကျမတို့ဒီစီးမြင့်နေရှိရပေါ့နော်စီးမြင့်နေရှိရဆိုလို့ရှိရင်အဲ့စီးမြင့်နေကဘယ်သူချမှတ်လဲဆိုခလေးတွေပဲချမှတ်ထားတာဒီစီးကန်တိုင်းလိုက်လာမယ်ဟောရင်ထွက်တော့ပေါ့နော်လူမချနဲ့မညစ်နဲ့ဆိုတော့အဲ့စီးမြင့်နေခလေးတွေပါလာလို့တာအဲ့ဒီအတွက်ဥပဒေလည်းမရှိဘူးဒီစီးတိုင်းဒီလိုလိုက်နာ
ရမယ်ဆိုဥပဒေတမရှိဒါပေမဲ့ဘာလို့လဲခလေးတွေကဆော့တဲ့အချိန်မှာခလေးတွေအကုန်လုံးလိုက်နာတယ်အဲ့ထောက်စီထွင်စီးရင်တွေကိုစီးမဖောက်ကြအောင်ဆိုတော့အဲ့လိုမျိုးစိတ်ဓာတ်ကိုကပြန်မွေးတင်တယ်လို့ဆရာကြီးကပြောတာဖြစ်ပါတယ်ကျွန်တော်တို့ငယ်တုန်းကကစားတယ်ပြီးရဆိုရင်လည်းရွှေစုံညိုဆိုလို့ရှိရင်လည်းအရှိကလူကကားမဲ့တောင်းဝန်နောက်ကလူကလည်းတက်နိုင်တယ်များပုံရမဲ့တောင်းဝန်နောက်ပြီးဖမ်းရမဲ့လူကလည်းဖမ်းရမဲ့တောင်းဝန်ကိုတောင်းဝန်ကိုစီယူကြတယ်ပြီးတော့စစ်စစ်လုံးလုံးနဲ့ပြောအောင်ဆော့ကြတယ်ဒါအကစားစိတ်ပဲအဲ့လိုမျိုးလုပ်ရမယ်ဆိုတော့ဘယ်သူမှဥပဒေပြမထမ်းထားဘူးဒါပေမဲ့ကျွန်တော်တို့ငယ်တဲ့လိုက်နာကြတယ်ပေါ့နော်ဆိုတော့ကလေးပွားတွေအဲ့လိုလိုက်နာခဲ့ဆိုရင်ကျွန်တော်တို့ကြီးလာတဲ့အခါမှာကွန်ထရီမထွေးရဆိုရင်ဘာလို့ကွန်ထရီထွေးကြတာလဲအဲ့လိုကြီးလာတဲ့အခါမှာဇာတ်ချိုက်ပြပြသွားတာပေါ့နော်အဲ့လိုမဖြစ်သင့်ဘူးကျွန်တော်ငယ်ကလေးကလိုက်နာခဲ့တဲ့ကလေးတွေကကြီးလာတဲ့အခါမှာလည်းကြီးထက်ပို့ပြီးတော့တော်လာမှာပေါ့နော်အဲဒါကြောင့်မလို့ဆရာကြီးကငယ်တုန်းကအကစားစိတ်တွေကိုပြန်ပြီးတော့မွေးကြပါလို့ကိုချင်းနဲ့ပညာဆိုတဲ့စာအုပ်လေးထဲမှာဒီထည့်ပြီးပြောသွားတာဖြစ်ပါတယ်ဒါလေးကလည်းအခုမှဒီစာအုပ်လေးဖတ်တော့မှပြန်ပြီးတော့တွေးမိတာပေါ့နော်ဟုတ်တာပဲငယ်တုန်းကဆိုရင်ကလေးတုန်းကလည်းဆော့ခဲ့ကြရတယ်ပြောဖို့ကောင်းတယ်ဒီနော်အဲ့ခါတုန်းကလည်းဆိုရင်ကိုစီကန်းနေတယ်လိုက်နာခဲ့ကြတာပဲဆိုတော့ဒီတော့အကစားစိတ်လေးကိုကျွန်တော်တို့လူငယ်တွေပြန်ပြီးမွေးဖို့တော့လိုပါမယ်စီကန်းရှိရှိနဲ့ကျွန်တော်တို့ဒီသူများနိုင်ငံရလဲသူများနိုင်ငံရောက်ဘာဖြစ်ပြရဆိုတဲ့နေရာမှာမပြစ်ဖဲနဲ့ကျွန်တော်တို့နေချမှတ်လीနော်ဒါဆိုရင်ကျွန်တော်တို့ဒါတတိယမြောက်သင်ခန်းစာလေးကိုတူတူသွားလိုက်ရအောင်နောက်တတိယမြောက်သင်ခန်းစာကတော့ဒါဆရာကြီးကိုစာပေခေါ်ပြောပွဲမှာမေးတဲ့မိကုန်းလေးကိုစာအုပ်ထဲမှာပြန်ပြီးထည့်ထားတာပေါ့နော်မိကုန်းလေးကလောကီရေးရနယ်ပယ်မှာတဲ့အသိဉာဏ်နဲ့တတိအင်အားနည်းပါတဲ့ပတ်ဝန်းကျင်တွေမှာပေါ့နော်အသိဉာဏ်နဲ့တတိနည်းပါတဲ့ပတ်ဝန်းကျင်ရောက်နေလို့ရှိရင်တဲ့ကိုကကြတော့အသိဉာဏ်ရောခိုင်မာမာပြည့်စုံတဲ့ကိုကျင်တရားလည်းရှိတယ်ဆိုတော့သူအနေနဲ့ပေါ့နော်အဲ့လိုမျိုးကိုလောက်မပြည့်စုံတဲ့သူတွေနဲ့တွေ့တဲ့အခါမှာတဲ့ကိုကသူတို့တက်ဆွန့်လွတ်နစ်နာခံမှုတွေလုပ်ပေးထားတာကိုသူတို့ကမမြင်ကြဘူးဘာလို့လဲဆိုတော့အသိဉာဏ်အားနဲ့လို့အဲ့လိုဖြစ်တဲ့အခါမှာဘသူကကိုယ့်ကိုအတိမတ်ပြုပေးမှာလဲပေါ့နော်အဲ့လိုမျိုးတော့ဆရာကြီးပြန်ဖြေတယ်ကိုကျင်တရားကောင်းတဲ့ကိစ္စကိုတဲ့သူများအတိမတ်ပြုဖို့လုပ်တာမဟုတ်ဘူးပေါ့နော်ကိုယ့်ဘာသာကိုအတိမတ်ပြုရင်ရပြီလေတဲ့ကိုရှင်တွေကကိုယ့်လိုက်ပြကိုတတ်မှုလို့တယ်မကောင်းမှုတစ်ခုပြုလို့ရှိရင်အကုသိုလ်မှုတစ်ခုဒုစရိုက်မှုတစ်ခုပြုလို့ရှိရင်ဘေးကြီးလေးပါးနဲ့ရင်ဆိုင်လေးရှိတယ်တဲ့အဲ့ဒါကြတော့မိမိကိုမမိသူယုံမှလို့ဆွဆွဲတယ်ဒီသူတစ်ပါးကိုသူယုံမှလို့ဆွဆွဲတယ်ဒါမှမဟုတ်မင်းဖြစ်မင်းတက်ခံရတယ်တေတီဤအခြားမဲ့နိုင်မကောင်းသောဘဝသို့လာရခြင်းတေဝါတဲ့တိုင်အောင်တခြားမကောင်းတဲ့ဘဝကိုရောက်တယ်ပေါ့နော်အဲဒါဘေးကြီးလေးပါးနဲ့ကြုံရတတ်တယ်ပေါ့ဘယ်လိုပဲဖြစ်ဖြစ်ပါကျမတို့ကိစ္စမှာဆိုရင်ကိုကသိဉာဏ်လည်းပြည့်စုံတယ်ကိုကျင်တရားလည်းအဆောင်ထိန်နေဒါပေမဲ့ကိုပတ်ဝန်းကျင်ကလူကနှုတ်ကြမ်းတယ်ဇယိုက်ကြမ်းတယ်ဒီမကောင်းတာတွေလုပ်တယ်လောင်စားတွေလုပ်တယ်အဲ့လိုပုံဝန်းကျင်မှာကိုကလူကောင်းတယောက်နေတယ်ဘယ်လိုရှင်သန်မလဲဆိုရင်ကိုလိုက်ပြကိုလုံအောင်နေဖို့လိုတယ်ပေါ့နော်ကိုလိုက်ပြကိုလုံအောင်နေဖို့လိုတယ်ဒါပေမဲ့အတက်နိုင်ဆုံးကလူဆိုတာပတ်ဝန်းကျင်တဲ့နေရာဖြစ်တယ်ဒါပေမဲ့ကျွန်တော်ပတ်ဝန်းကျင်မကောင်းလို့ရှိရင်ကိုကမကောင်းတဲ့စိတ်ကိုကူးဖို့လွယ်တယ်အဲ့လိုမဖြစ်ရလေအောင်ကျမတို့ကပတ်ဝန်းကျင်မကောင်းဆိုရင်ကိုကအဲ့ဒီနေရာအမြန်ဆုံးရှောင်ထွက်ဖို့တော့ကျမတို့အားပေးပါတယ်ဒါမှမဟုတ်ကိုကဒီနေရာမဆက်နေမှဖြစ်မယ်ရှောင်ထွက်လို့မရအောင်ဆိုရင်ဘယ်သူကောင်းမကောင်းကိုကောင်းဖို့အရေးကြီးတယ်ပေါ့နော်ပြီးတော့ဆရာကြီးပြောသလိုပဲသိရင်တော့မှသိဝွန့်တယ်ပေါ့နော်ကိုကောင်းတာကိုသိတော့သိဝွန့်တယ်လှုပ်ရဲတယ်ဘာလို့ဆိုကိုကောင်းတာကိုသိတယ်ပြိပြလုံနေပေါ့နော်ဒါလေးကိုပြောထားတာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ဒီစာအုပ်ထဲကသင်ခန်းစာဆိုတာထက်ဆရာကြီးပြောတဲ့အကြောင်းအရာလေးနဲ့ကျမသိပြီးသား knowledge တွေနဲ့ပေါင်းပြီးတော့အားလုံးကို sharing ပြန်လုပ်ပေးခြင်းတဲ့ဟာလေးပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ natural selection လို့ခေါ်ပြီးတော့သဘာဝတရားရဲ့ရွေးချယ်ခြင်းလို့မြန်မာလိုပဲပြန်လို့ရတယ်ပေါ့နော်သူကပတ်ဝန်းကျင်နဲ့တဲ့လာရောညီထွေအောင်ပြောင်းလဲနိုင်တဲ့သူတွေကပဲအသက်ရှင်ကြံရစ်မယ်လို့ပြောထားတာဖြစ်ပါတယ်ဒီရဲ့အဓိပ္ပာယ် theory လေးကလည်းစိတ်ဝင်စားဖို့ကောင်းတယ်ကျမဒါကိုသင်ခဲ့လဲဆိုတော့ဒီ GED တက်တုံးကပေါ့နော်ကျမ GED ကျောင်းတက်တုံးကဒါကိုသိပ္ပံမှာသင်ခဲ့ရတာပါအဲ့ဒါလေးကဆရာပြောတဲ့အားလေးနဲ့အဓိပ္ပာယ်တူညီလို့ကျမရှင်းပြပေးခြင်းနဲ့ဒါဥပမာဆိုလို့ရှိရင်ကျမတို့သက်ရှိရဆိုလို့ရှိရင်ကျမတို့နဲ့အပြားဒီငှက်တွေတဲ့သက်ရှင်နေရဲ့ပြီးသစ်ပင်နေတဲ့သက်ရှင်နေရာသီဥတုကလည်းကျမတို့နဲ့ဒန်းတူပေါ့နော်ပြောင်းလဲနေအဲ့ဒီအခါမှာကျမတို့ဒီပြောင်းလဲနေတဲ့အရာတွေကြားထဲမှာကျမတို့သက်ရှင်ကြံရစ်ဖို့ဆိုလို့ရှိရင်ဒီအပြောင်းလဲကိုလိုက်ပါဖို့လိုတယ်ဆိုတဲ့ဟာတွေကို point လုပ်ထားတာပေါ့နော်ဥပမာဒီတစ်ကလတ်အုပ်ရဲ့ level နဲ့ဥပမာပေးထားရပေါ့နော်အရင်တုန်းကတစ်ကလတ်အုပ်ဒီမှာတဲ့ level တူတဲ့ကောင်ရော level ရှိတဲ့ကောင်ရှိခဲ့ဘူးတဲ့မြေပြင်ကမြက်တွေရှားလာပြီးတော့အပင်မြင့်မြင့်ကအရွက်တွေပဲစားရမယ့်အခြေအနေရောက်လာတဲ့အခါဥပမာဆိုရင်ကျမတို့မိုးခေါင်ရေရှားဖြစ်တယ်ဆိုတဲ့အခါမှာဆိုရင်မြေပြင်ပေါ်ကအမြက်တွေကဒီတေကုန်တယ်ပေါ့အပင်တွေတေကုန်တယ်အပင်တွေချကုန်တယ်အပင်အမြင့်ပေါ်ကအရွက်တွေပဲကြံတော့တဲ့အခြေအနေရောက်တဲ့အခါမှာတဲ့ level တူတဲ့အကောင်တွေကကြတော့နိမ့်လေးပဲစားလို့ရတယ်အဲ့ဒါကြောင့်မလို့သူတို့ကအစာကောင်းမစားရပဲသိဆုံးကုန်ကြတယ် level ရှိတဲ့ကောင်တွေကကြတော့တဲ့အပေါ်အရက်တွေကိုမိအောင်စားနိုင်လို့အသက်ရှင်ကျရစ်ပြီးတော့မျိုးပွားနိုင်ခဲ့ကြပါတယ်တဲ့အဲ့လိုနဲ့နှစ်ပေါင်းတန်းချီကြာလာတဲ့အခါမှာ level ရှိရဲ့ဗီဇာပဲလက်ဆင့်ကန်ကြံရစ်ခဲ့ပြီးတော့ယနေ့ခေတ်တက်ကလအုပ်တွေက level ရှိကြီးဖြစ်လာခဲ့တာပဲဆိုပြီးတော့ theory တစ်ခုရှိရပေါ့နော်အဲ့လိုပဲကျွန်တော်တို့ဒီလိပ်ပြာအမျိုးအစားတွေမှာဆိုရင်လိပ်ပြာနှစ်မျိုးခုရှိတယ်တဲ့ပထမတစ်ခုကအညိုရောင်ပေါ့နော်နောက်တစ်ခုကကျတော့အဖြူရောင်ကကြတော့ကျမတို့တွေကအလွယ်တကူမြင်နိုင်တယ်ပေါ့နော်အရောင်ကမြင်တဲ့အတက်ကြောင့်မလို့ဖက်တီကသူတို့ကိုစားလာလွယ်တယ်ပေါ့အညိုရောင်ကကြတော့တစ်ပင်တစ်ခေါက်အရောင်နဲ့တူလို့သူကကြတော့အဲ့လိုစားရရာခိုင်နှုန်းနည်းတယ်အစားခံရခိုင်နှုန်းနည်းတယ်ဒါကြောင့်မလို့သူကနောက်ဆုံးတစ်ပြည့်နဲ့အညိုရောင်လိပ်ပြာတွေအဖြစ်ပြောင်းလဲသွားတာပဲပေါ့နော်ဒီအကြောင်းအရာကကျမက GED တက်တုံးကသိပ္ပံမှာလည်းပါတယ်လို့
ဒီဆရာကြီးရဲ့စီစာအုပ်ထဲမှာလည်းသဘောတရားပါတယ်နောက်ပြီးတော့ကျမတို့ဒီ American Stanford တက္ကသိုလ်ပေါ့နော်နမကြီးတက္ကသိုလ်ရဲ့ Human Behavior Psychology ဆိုတဲ့ဒီ lesson playlist မှာလည်းဒီအကြောင်းကပါတယ်ပေါ့နော် Natural Selection ဆိုတဲ့အကြောင်းကပါတယ်ကျမတို့ဒီလူသားတိုင်းမှာဆိုလို့ရှိရင်လည်းပတ်ဝန်းကျင်နဲ့ဒီဒါရောညီတွေဖြစ်နိုင်ဆုံးပုံစံတဏ္ဍာကနောက်ဆုံးကြိမ်ရင်ခက်မှာပဲဆိုရမျိုးပြောတာဖြစ်တယ်ပေါ့နော်ဒါဒီတော့ကျမတို့ကအပြောင်းလဲတစ်ခုခုလုပ်တယ်ဆိုလို့ရှိရင်အပြောင်းလဲကိုမလိုက်ပါပဲနေတယ်ဆိုလို့ရှိရင်တော့ကျမတို့ကဒီကိုယ်ပဲကြံခဲ့မယ်ဆိုတော့ point ကိုထောက်ပြပေးနေတာပေါ့နော်ပတ်ဝန်းကျင်နဲ့လာရောညီတွေနေတဲ့သူကအသက်ရှင်ကျန်ရစ်တယ်ဆိုတဲ့ Natural Selection အကြောင်းပါဒါကဘုသူတအနေနဲ့ပြပြပေးတာပါဒီအပြောင်းလဲနဲ့ပတ်သက်ပြီးတော့ကျမအရှိကစာအုပ်တွေဖတ်ပြတော့ကလည်းပြောခဲ့ပူပါတယ်အဲ့ဒီမှာဆိုရင်ဆရာနေစဉ်လက်ရစာအုပ်ထင်တယ်အဲ့ဒီမှာကျမအပြောင်းလဲနဲ့ပတ်သက်ပြီးတော့ဒီ AI နဲ့ဆိုလို့ရှိရင်လည်း AI နဲ့အလုပ်တွေနှစ်ဆပြီးလာတဲ့လူရှိတယ်ဒါပေမဲ့ AI လုံးဝမသုံးဘဲနဲ့တယောက်တည်းလုပ်နေရသူဆိုရင်နှစ်ဆပြီးရသူကပို့ပြီးအရှိရောက်သွားတယ်ပေါ့နော်ဆိုတော့ဒါကျမတို့ဖြစ်လာတဲ့ခေတ်ရဲ့အပြောင်းလဲမှာကျမတို့ကကိုယ့်အတွက်ဘာအကျိုးရှိနိုင်မလဲဆိုတဲ့ဟာကိုအကျိုးရှိအောင်အသုံးချတာကိုမိမောင်းထုတ်ပြထားတဲ့အတူတူပါပဲဒီတော့ဒီနေ့မှာဆရာအောင်သိရဲ့ကိုကျင့်တဲ့ပညာဆွဲစာအုပ်လေးကနေဒီအချက်လေးတွေကိုတွေးစရာလေးအဖြစ်ကျမပြပြပေးလိုက်ပါတယ်စာအုပ်လေးကအခြားစိတ်ဝင်စားဖို့ကောင်းပြီးတော့တကယ်အနှစ်သာရရှိတဲ့ lesson တွေလည်းအများကြီးရှိပါတယ်အဲ့ဒီ lesson တွေကိုလည်းဒီစာအုပ်လေးကိုယ်တိုင်ဝယ်ဖတ်ပြီးတော့တခြားဖတ်ကြည့်ကြပါလို့ပြောချင်ပါတယ်ကျမတို့ဒီနေ့အတူအကျုံသင်ခန်းစာ၄ခုလောက်ပဲပြပြပေးပါတယ်ဘာလို့လဲဆိုတော့ထုံးစံအတိုင်းပဲကျမက size ဆက်ရေးထားတဲ့စာအုပ်တွေကိုဝယ်ပြီးဖတ်တာကိုပို့ပြီးအားပေးပါတယ်ဒါမှကျမတို့ဆရာကြီးတွေနေနဲ့စာအုပ်တွေကိုပို့ပြီးတဲ့ရေးဖြစ်မယ်ပြီးပါလို့ရှိရင်ကျမတို့လည်းဒါတက်ဖက်တလန်ကနေပြီးတော့ကုညီပြီးတော့မြမစာပေရောကအဖိရရောက်ပါတယ်ကျမကတော့စာရေးဆရာမမာယာပါကျမမကြခင်လာပိုင်းအတွင်းမှာကျမရဲ့ပထမအဦးဆုံးပွဲဥထက်စာအုပ်လေးဖြစ်တဲ့ reality check ဆိုတဲ့စာအုပ်လေးကိုထုတ်ဖို့ရှိပါတယ်ဒီမှာလို့ဆိုရင်တော့အမှန်မြင်ခြင်းလို့တိုက်တယ်လေးပေးထားပါတယ်ဒါအဲ့ခေါင်းစဉ်လေးနဲ့ထွက်လာတဲ့အခါမှာလည်းအားလုံးအသိပေးပါအောင်မယ်အဲ့ဒီစာအုပ်လေးကကျမတစ်နှစ်လောက်အချိန်ယူပြီးပြင်ထားတယ်ပေါ့နော်ပြီးတော့ကျမရေးရဲ့အကြောင်းအရာကကြတော့ဒီလောကကြီးကိုကောင်းအဆူရောဒီလောကနဲ့နေကြုံတွေ့တဲ့အခါမှာအရှိကိုရှိတိုင်းဘယ်လိုမြင်ရမလဲဆိုတဲ့ point ကိုရေးထားတာဖြစ်ပါတယ်အဲ့လိုရေးရဲ့အခါမှာလည်းကျမဒီတကြွနားလေတဲ့ဒီပုဂ္ဂိုလ်ကြီးစီကနေကြံ့ကြံ့နဲ့တောင်းထားပြီးတော့တေချာလေးပြုစုထားတာမဟုတ်လို့စာအုပ်လေးထွက်လာနေအားဖြစ်ကြပါအောင်အားလုံးလည်းသိပေးပါမယ်ကျေးဇူးများကြီးတင်ပါတယ်ရှင်ဒီနေ့လည်းစာအုပ်လေးကိုဖတ်လိုက်ရမယ်လို့ယုံကြည်ပါတယ်အားလုံးမနောက်ပြီးမှပြန်တွေ့ကြပါမယ်